တဘုံနေတယ်လင်္ကာကျော်စွာဆရာမျိုးမကြီးရေးဆက်တည်ကုန်းထားတယ်ထို့သုံးပါဆိုတဲ့ချင်းလေးနဲ့ဆက်လက်အခမ်းပြောပြပါမယ်နောက်တော့သာရှိကြည့်ပါနေရောမြပါအေးစေကလေးတွေတစ်ချင်းပြဆိုကြစေအေးတွေနေရောမြပါအေးစေကလေးတွေတစ်ချင်းပြဆိုကြစေဟိုတော့ကအချင်းဟိုတော့ကနေဟိုကလေးတွေဖူလို့အေးချင်းလေးမှစုလို့အလို့ရဲ့အိုင်ကအာထာမဒန်ရှုပ်အန္တာတွေကြောင့်ရောက်လို့ပြန်ပြီဖယားနေတာတွေဖယားနေတာတွေသံဃာတော်မြတ်နေတာတွေတို့မြတ်ပါပြီကျေးဇူးတော်ကထိုသုံးပါရှင်သာအမှန်ပါပြီနေရောညပါအေးစေကလေးတွေချင်းတီဆိုကြစေအေးတွေအင်းပြီလေနေရောညပါအေးစေကလေးတွေချင်းတီဆိုကြစေဟိုတော့ကအချင်းဟိုတော့ကနေခုကလေးတွေဖူလို့အေးချင်းနေမှစုလို့အလို့ရဲ့ထိုင်တာအာထာမဒန်ရှုအန္တာတွေကြောင့်ပြီးရောက်လို့ဖယားနေတာတွေဖယားနေတာတွေသံဃာတော်မြတ်နေတာတွေတို့မြမပြီကျေးဇူးတော်ကတော်သုံးပါယေရနာအပံပါပေစစီစေစာတော့အများတက်ကျော်လွားယေရနာသုံးပါဘုဒ္ဓထားများတဲ့ကျေးဇူးအရင်ကလည်းမတူဝေးလေရခိုင်ကျွအောင်မြင်ကျောင်းတွေကံတွေတိမ်စရက်တွေရက်ရက်လူနိုင်တွေဖယားနေတာတွေတရားနေတာတွေသံဃာတော်မြတ်နေတာတွေတို့မြမပြီကျေးဇူးတော်ကထိုသုံးပါယေရနာအမှန်ပါပဲ
ခိုးပြရစေချီပြူရှာသလေတနာမကင်းရှာဘူးတင်မိတ်သလေဒီတကွယ်နေကြလက်ဟဲ့စိတ်တိုင်းကြသင့်တော်သလိုသာနေဘုရားခေရာတွေတရားခေရာတွေတန်ခါတော်မြတ်ခေရာတွေတို့မြတ်ပါဖြင့်ကျေးဇူးတော်ကတို့သုံးပါတွေလိုရန်တာတွေတို့မြန်မာဆိုတဲ့အမျိုးအကျိုးခံစားရပေဘုရားတွေကြောင်းတွေတစောင်းတွေလိုရန်တာတွေတို့မြန်မာဆိုတဲ့အမျိုးအကျိုးခံစားရပေတွေစောင်းတွေလိုရန်တာတွေတို့မြန်မာဆိုတဲ့အမျိုးအကျိုးခံစားရပေဘုရားတွေကြောင်းတွေစောင်းတွေလိုရန်တာတွေတို့မြန်မာဆိုတဲ့အမျိုးအကျိုးခံစားရပေပါပဲဖုံးပြရရဲ့ရိတ်ခိုးပြရစေချီပြူရှာသလေသနာမကင်းရှာဘူးဒီမိတ်သလေဒီလကွယ်နေကြလက်ဟဲ့စိတ်တိုင်းကြတဲ့တော်သလိုသာနေဖျားနေရာတွေတရားနေရာတွေတန်ခါတော်မြတ်နေရာတွေတို့ဒီမှာဖြစ်ကျေးဇူးတော်ကသုံးပါ谢谢各位朋友。